ဆိုဘိုက်ပြင်းနေဘိုက်ပြင်းနေတော်ပြီပေါ့အဲ့လောက်ဆိုဟုတ်တယ်မလားအဲ့တော့အလွန်အကျွံအရင်စားခဲ့တဲ့ဟာတွေကကိုယ့်အတွက်အာဟာရမဖြစ်ဘူးဘေးဥပတ်ဖြစ်လာတယ်ဆိုတာသိလားတော့အဲ့တော့မစားတော့ရက်လိုက်တယ်ရက်တော့သူကနေခင်းနည်းနည်းလေးမှသူပြန်စားအဲ့လိုစားတဲ့အချိန်မှာနည်းနည်းတော့စားလာပြီပေါ့နော်အဲ့ညနေတီတော့မခံဘူးထင်နေတာအဲ့မှာဖွင့်ကြည့်လိုက်တဲ့အချိန်မှာဘာလဲဆိုတော့သူကဖြော်ရည်လေးတွေပါတယ်နောက်ဖြိုးလေးတစ်ခါတလေကျရင်ဒိန်ရင်လေးတွေပါတယ်ဟောတစ်ခါလေကျရင်ပူတင်းလိုဟာမျိုးလေးတွေပါတယ်သူအဲ့လိုမြမအစားအစာလေးတွေပါတဲ့ချိန်မှာဒါလေးစားလိုက်တော့မစိုးဘူးထင်တယ်ပေါ့အစာပြေလေးဆိုတော့သူအဲ့ဒါလေးစားပြီးအဲ့ဒါလေးတောက်တဲ့အချိန်မှာအချိုရည်ကလည်းဥမာပန်းသီးဖြိုရည်ဆိုပါလို့သူပန်းသီးရဲ့အနံ့တွေပဲရပြီးတော့သူ့ရဲ့ပန်းသီးအနံ့ပဲရပြီးတော့သူ့ရဲ့ဖြိုရည်ပန်းသီးချိုနေတဲ့အချိုတော့ပါအောင်သူအချိုလုံးဝမပါအောင်သူအချိုတွေထုတ်ထားပြီးသားရီဂျန်လေးလိုပဲအဲ့ပန်းသီးနဲ့ဟိုရင်တွေကြံလေးတောက်ရတယ်လို့အဲ့ဒါလေးပဲပါတယ်။ပါပြီးတော့နောက်တစ်ခါလေးကြောက်လို့ရှိရင်တင်မောသီးတွေပါတယ်တစ်ခါကျမုံလာဥနီလေးတွေပါတယ်ဖြိုရည်လေးတွေပေါ့နော်။ကျမ်းမာရေးနဲ့ညီမဲ့ဖြိုရည်လေးပါ။အဲ့ဒါလေးတွေကပါဆိုဘိုက်ပြီပါ။အဲ့ဒီနေ့လည်းညနေထိသူမစားတော့ပြန်။စားတော့ညနေကျတော့မှသူကတစ်ခါဟိုစား။ညနေစားတဲ့အခါမှာညနေပူရှင်းကြတော့လေသူကအဲ့လိုအများကြီးမဟုတ်နည်းနည်းလေးပဲ။ဒါပေမဲ့သူကအသားလေးတွေနဲ့သူလှုပ်ထားတဲ့ဟာလေးတွေနဲ့မျှနဲ့အသီးရွက်တွေနဲ့စီကျိုသမားအသီးရွက်တစ်ပုံအသားတစ်ပုံပြီးကစီရက်နည်းနည်းပဲပေါ့နော်အဲ့ဒါမျိုးနဲ့ပကံလုံးလေးတစ်လုံးစားတော့ပဲစားကြရအောင်စားတော့အဲ့လောက်ကလေးနဲ့သူ့ဘက်သူပြည့်စုံတယ်အဲ့တော့စားလိုက်တော့ပရမတ်သုတ်ကဘာဆိုမနေ့ fasting ဆိုလို့ရှိရင်တခါ200အမြဲတမ်းကြော်တယ်200ကျော်300 200ကျော်300ပေါ့နော်အဲ့လိုဖြစ်နေအဲ့မှာ100ကျော်ပဲရှိပါတယ်100ကျော်ဆိုတော့120 130အဲ့ဒီဖွင့်ခြင်းပဲသွားနေအမေတေဟုတ်ပါလားပေါ့ကိုကြည်နေတယ်ဘာလို့ကြောက်ကက်ပြစ်တယ်ဆိုတာဒီစီးကျူသို့မဟုတ်သွေးတို့အဲ့နှစ်ခုကြောင့်ပြစ်ကြတာပြစ်ကြတော့အဲ့ဒီပြက်တဲ့ဘီကနည်းနည်းလေးဟိုပါဖြစ်လာဒီအချိန်မှာငါ creatinine စစ်ကြည့်လို့ရှိရင်တော့ creatinine ကတော်တော်ရော့နေမှာပဲပေါ့ကိုယ့်ကို motivation ပြန်ပေးရပြီးတော့ဟုတ်ပြီအဲ့နဲ့ဆက်စားကြည့်အဲ့တော့2ရက်လောက်စားပြီးပါ2ရက်လောက်စားပြီးဆိုတော့ဒါဟိုစီးကျူနဲ့သွေးတို့အတွက် control ရသွားတာပေါ့နော် control ရသွားမနေ့အဲ့မှာသွေးပေါင်ချိန်လိုက်လို့ရှိရင်လေ120 80 120 80အဲ့ဒီခွင့်ကျင်ပေါ့နော်အဲ့ဒါလေးနဲ့သူကသူဟုတ်တယ်အဆင်ပြေသွားအဲ့ဟိုအပြင်သွားစရာရှိတယ်တင်သွားစရာရှိရဲဆိုကဲသွားမယ်ဆိုအပြင်ကလည်းတိတ်မသွားပြတော့ဘူးနောက်ပိုင်းကအဲ့တော့ခုနေ့ကဘောင်းမီပဲပြန်ပွဲလိုက်တယ်2ရက်စာပြီးတော့ပြန်ပွဲလိုက်တဲ့ချိန်မှာအဲ့လိုပဲစကားပြောရတဲ့အဲ့လိုဘောင်းမီချိန်တက်လိုက်တယ်ပြီးရင်ကဘာပါပြီးထွက်သွားအဲ့ကြည့်ခုနေ့ကငါဒီဟာကိုချိန်တက်လို့မရအောင်အခုချိန်ကတက်လို့ရသွားဆိုပြီးတော့မသတိထားမိတာသတိထားမိပြီးတော့မဲတဟုတ်ပါလားပေါ့ကိုယ့်ကိုသဘောကြီးကြားနာမဲဒီတိုင်းဆက်စားလို့ချင်းငါသိမစိုးဘူးပေါ့နော်အဲ့လိုကြီးနေနေတာကြီးနေပြီးတော့အဲ့ဒါလေးနဲ့ပေါင်ပြန်ချိန်ကြည့်လိုက်တဲ့အချိန်မှာပေါင်ကလျော့သွားတယ်သူဘယ်လောက်လျော့သွားလဲ4ပေါင်လျော့သွားတယ်သူအဲ့လောက်လေးလျော့သွားတော့မစိုးဘူးပေါ့နော်သူဒါဆိုလို့ရှိရင်တေချာဆက်စားရင်ငါအများကြီးလျော့သွားနိုင်တယ်သူအဲ့ဒီစိတ်ကလေးဝင်လာပြီးနောက်တစ်ခုကဘာလဲဆိုတော့ဒီအစားအသောက်ပေါ်မှာအဲ့ဒီလို control လုပ်ရတော့လုပ်လို့ရှိရင်ဒီလိုကောင်းလာပါလားဆိုတဲ့အတိအပူခိုင်သွားပြီးတော့ကိုယ်လည်းခိုင်မာသွားတာဖြစ်တယ်လို့ကိုယ်နဲ့ယောဂတူတွေပေါ့နော်မိတ်ဆွေတွေဟိုဟာတွေကိုလည်းအဲ့လိုလူကြည့်စီခြင်းတယ်အဲ့တော့ခဏလေးတော့သူစားကားစားမှာတော့သူမတင်းတိမ်သလိုလေးနည်းရှိတယ်ဒါပေမဲ့မတင်းတိမ်သလိုလေးနည်းနည်းရှိပေမဲ့သူဘာဆိုကိုယ့်အတွက်ကျန်းမာရေးအတွက်အဲ့ဒီဟာမျက်စိအကျင့်ဝင်းအချင်းလို့ပြောထားတာဝင်းကလည်းသူ့အချင်းချင်းပြီးစားပေါ့နော်အဲ့အချင်းလို့ပြောထားတော့သူအဲ့ဒီအတွက်ဘာလဲဆိုရေရှည်စားလာရင်အဲ့ဒါနဲ့ဝါနေအောင်သူပထမစကမှမဝါတယ်လို့ပဲနောက်ပိုင်းကျတော့အဲ့ဒါတင်းတိမ်သွားကြီးနေသွားတယ်ကိုယ့်အတွက်ခန္ဓာကိုယ်အတွက်လည်းအာဟာရဖြစ်တယ်ကျန်းမာရေးအတွက်လည်းကောင်းလာတယ်ဆိုရင်ဘာလို့အပူလေးစားတော့မှာသူပတ်စံလည်းမကုန်တော့ဘူးပေါ့နော်အဲ့လိုလေးသဘောပေါက်လာတော်တော်များများပြဿနာကြောင့်ဆရာရဲ့ဒီအမြဲတမ်းပေါ့တမျိုးဟိုးငငယ်လေးတွေကထားပါတော့တောက်လျှောက်ကစီကြော်စားတွေစားလိုက်မနက်မိုးလေး breakfast စားပြီးဆိုတော့စီကြော်စားလေးတွေအကြော်လေးတွေအကြာကွေးလေးတွေအဲ့လိုမျိုးချွတ်အီအစိမ့်နေပေါ့နော်ပြောလိုက်အောင်မယ်ဖြတ်ပြောမယ်နော်မိနေရကြီးတယ်အဲ့မှာဘာလဲဆိုတော့အဲ့တော့မှာဘာဆိုဆရာမိုးဟင်းငါကြိုက်တယ်လေအဲ့တော့မိုးဟင်းငါကိုမစားရတာတော်တော်ကြာပြီနှစ်နဲ့ချီကြာပြီဆေးရုံကနေဆင်းပြီးတော့တစ်နှစ်ကျော်ပြီပေါ့မစားရဘူးမိုးဟင်းငါလေးစားရင်ကောင်းမယ်မိုးဟင်းငါလေးစားရင်ဘာဖြစ်စီကျူတက်လာမယ်တက်လာမကောင်းပါဘူးလေမစားတော့ပါဘူးဦးနှုတ်ခောက်ဆွဲလေးစားရင်ကောင်းမယ်ဦးနှုတ်ခောက်ဆွဲလေးစားရင်တော့တူးတွေတက်လာမယ်ဒါလည်းမကောင်းပါဘူးလေဆိုအဲ့လိုနေရအဲ့ထင်မှာဘာလဲဆိုမိုးဟင်းငါနဲ့ပါဦးနှုတ်ခောက်ဆွဲလေးပါဗျအဲ့မှာဖွင့်လို့ကြည့်လိုက်တော့ breakfast ဆိုပမုတ်ကျုပ်ကျော်လောက်ဖြစ်မှာပါလေပေါ့နော်မိုးဟင်းငါတွေ့ကြမှာပျော်ပါတယ်ပြီးရင်နည်းနည်းလေးဟိုဘက်ဒီဘက်ကြည့်တာပေါ့နော်ငါ့ကိုဘယ်သူများတားမလဲပေါ့နော်ဘယ်သူမှမတားဘူးဒါပေမဲ့သူတို့မဝင်ငါမှမသိခင်ငါမြင်မြင်စားမယ်ပေါ့ဒီလိုလေးထည့်ပြီးတော့စားကြတယ်မှာမိုးဟင်းကမှငံပြားကြီးသုံးမထားဘူး
မတုံးထားဘူးငံပြားကြီးထုတ်ကလေးကဘေးမှာတက်ပါတယ်နော်ငံပြားကြီးစားရင်ထည့်စားပါဒါဆိုဒီထက်မှငံပြားကြီးမပါတဲ့သဘောစားကြည့်တဲ့ချိန်မှာပေါ့ပေါ့လေးဒါပေမဲ့သူ့ကသူချိုးနေတာအချိုမဟုတ်ငါးရဲ့တဘာဝအချိုပြီးရင်မုတ်ဟင်းငါးရဲ့ကြံတဲ့အရာသာတစ်အကုန်ပြည့်စုံတယ်အဲ့ဒါစားလိုက်ပြီးတဲ့အချိန်မှာတစုံနဲ့စွန်းစားမရတော့ဘူးအကုန်စားလိုက်တာစားလို့မုတ်ဟင်းငါးစားရတယ်ဆိုကြည်နပ်သွားတဲ့ feeling ရတယ်နောက်တစ်ခုကအဲ့လိုပဲအုံလို့ခောက်စငါစားလို့ရရင်ကောင်းမှာပဲပေါ့နော်စိတ်ထဲမှာဆရာအုံလို့ခောက်စကြိုက်တော့ငယ်တော့ဆိုရင်တော့အဲ့လိုအုံလို့ခောက်စတော့ထမင်းတွေထည့်ပြီးစားတာအဲ့မှာပဲဆိုနောက်တစ်နေ့မှဖွင့်လိုက်တော့အုံလို့ခောက်စအမေအုံလို့ခောက်စအမေအုံလို့အနှံ့လေးရအနှံ့လေးပဲထည့်တာအနှံ့လောက်ပဲအနှံ့ပဲထည့်တာမပါဘူးအဲ့လိုဝေးနေတဲ့စီရီဝေးနေတဲ့ဟာမျိုးမပါဘူးဆိုတော့အဲ့ဒါလေးလဲစားကြည့်တော့ခုနလိုစားကြည့်ပြီးတော့အုံလို့ခောက်စတော့စားလိုက်တာဟုတ်ပြီဒါပေမဲ့သွေးပေါင်လေးတော့ချိန်ကြည့်အောင်ပဲပေါ့နော်အဲ့ဒါလေးချိန်မကြည့်လို့ရှိရင်တော့ကိုယ့်ကိုတက်နေတဲ့ပြဿနာဆိုသွေးပေါင်လေးချိန်ကြည့်လိုက်တယ်ချိန်တော့သွေးပေါင်လေး okay ပဲဆိုဟာအဲ့ဒါဆိုလို့ရှိရင်ဒါတော်တော်အဆင်ပြေတော့ငါစားကျင်တာစားလို့ရတယ်ပြီးကိုလည်းတိတ်တိတ်နဲ့အာဟာရဖြစ်တယ်ဆိုတော့ဘာပြောကြည်နဲ့နေတာကွာအဲ့ဒီအချိန်မှာတော့ဘယ်လိုပြောမလဲကလေးလိုပြန်ဖြစ်သွားတာလေဘာလို့ကိုအရန်စားကျင်တဲ့အာဟာရလေအဲ့လိုစားကျင်တဲ့အာဟာရမှာအဲ့လိုပါလာပြီဆိုတဲ့အခါကျတော့ကိုမစားနဲ့လို့တယောက်ကတားလိုက်မှအရန်ကြောက်တာတစ်သက်လုံးကအဲ့လိုလေဒါစားမယ်ဆိုမစားနဲ့ဟိုကစားမယ်ဆိုမှသူတို့ကလည်းချစ်လို့ပြောတာလေအခုကျမ်းမာရေးအတွက်ဆိုတော့အဲ့ချစ်လို့ပြောတာအဲ့လိုပြီးဆိုစိတ်ထဲမှာလေစိတ်ကမကောင်းဘူးလို့သိရမလားငါလူစင်မမီတော့ဘူးလို့ခံစားရတယ်လို့အဲ့လိုတွေဖြစ်နေအဲ့မှာကုစားရင်လာလေးတွေ့တော့စားရတော့မယ်ဆိုတဲ့အချိန်မှာပျော်သွားတာပျော်ပြီးတော့အဲ့လိုလေးစားလိုက်ရတယ်ဆိုစိတ်ထဲမှာကျဉ်းနေသွားတာကွာဒါပေမဲ့အရင်တော့စားခဲ့တဲ့အရာတာမဟုတ်ကိုကျမ်းမာရေးနဲ့ကိုချင့်ချိန်ပြီးတော့ကိုဖယ်ခိုင်းကြရမလို့တဲ့ဟာတွေဖယ်ပြီးသားဖြစ်နေဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီnutritionist တွေနဲ့ဒီဆရာဝန်နဲ့ပေါင်းပြီးတော့ဘယ်လိုဟာမျိုးတွေကမတည့်ဘူးဘယ်လိုဟာမျိုးတွေကတည့်တယ်ဆိုတော့တေချာတွက်ချက်ပြီးလုပ်ပေးထားတာလေလုပ်ပေးထားတော့စားရတယ်မဲဘဲသွေးတောင်ပါသေးတယ်ပဲသွေးပေါ့ပဲသွေးနဲ့ဟိုဟာလုပ်လို့မဲကြကြနာစားဒီစားသူပါရမယ့်ဟိုဟာလေးတွေအကုန်လုံးကလေနည်းနည်းစီအာသာပြီးကျင်းအောင်အကုန်ပါတယ်အဲ့လိုကိုယ့်ကိုလူမမာတယောက်လိုမခံစားရတော့ခံစားပဲနဲ့ငါစားချင်တာစားလို့ရနေတယ်ဆိုတဲ့ပြည့်စုံမှုမျိုးခံစားလို့ရတယ်အဲ့ဒီပြည့်စုံမှုမျိုးပူဆိုးတာငွေနဲ့ဝယ်လို့မရငွေနဲ့ဝယ်လို့ရတယ်ဆိုရင်လေကိုကကျမ်းမာရေးအစီပေးလိုက်ရမှာအဲ့ဒီအရာသာလေးတော့ခံစားရတယ်အားလုံးကြားဘူးနေကြစကားရှိကုသခြင်းနဲ့ကျူရင်ကာကွယ်ခြင်းကပူထီရောက်တယ်လို့ပြောတာအဲ့မှာကျူရင်ကာကွယ်ဖို့ကမိနေကြအဲ့မှာဘာတွေတွေ့လဲဆိုအားစားသမားတွေရှိတယ်ဆရာတို့မိတ်ဆွေအားစားသမားတွေရှိတယ်အဲ့လိုဘောလုံးသမားတွေအဲ့လိုအပြေးသမားတွေအဲ့လိုပေါ့နော်ဆိုတော့အဲ့ဒီဟိုဟာတွေထဲမှာဆိုလို့ရှိရင်သူတို့တွေအချိန်တန်တော့ဘာလဲဆိုကျမ်းမာရေးရန်လိုက်စားကြတယ်ဒါပေမဲ့သူအစားအသောက်ကိုဆင်ញင်ဖို့မေ့နေအဲ့ချိန်မှာဘာလဲဆိုဘောလုံးသမားဘောလုံးကွင်းထဲမှာနှလုံးရောဂါနဲ့ဆုံးသွားတယ်သူအပြေးသမားကလည်းအဲ့လိုပြေးနေနေဆုံးသွားတယ်သူအဲ့လိုရေကူးသမားကလည်းအဲ့လိုရေကူးနေနေဆုံးသွားတယ်အဲ့လိုဟာမျိုးတွေတွေ့တော့အဲ့တော့ကျမ်းမာရေးဂရုစိုက်ရုံတဲ့အချိန်မှာနှစ်နည်းရှိတယ်ပေါ့နော်ခုနလေ့ကျင့်ခန်းလုပ်တဲ့ဟာလေ့ကျင့်ခန်းလုပ်တဲ့ဟာတခုလုံလောက်ပြီလားဆိုတော့ဥမာထင်ရှားအောင်ပြောမယ်ဆိုလို့ရှိရင်ဥမာဆရာတို့အရန်ချစ်တဲ့ဟိုးတော့ဆိုလို့ရှိရင်ဘာဟာရူတို့ဘာလို့ကိကမြမလက်ရွေးစင်ဘောလုံးသမားဥမမောင်တင်သူတို့ရှိရင်ဆရာတို့အရန်ချစ်တာကိုတယောက်လိုချစ်ကြတာသူဘောလုံးကစားနေရင်နဲ့နှလုံးရောဂါနဲ့ဩစတြေးလျမှာဆုံးသွားတယ်နောက်တစ်ယောက်ကဆရာတို့ချစ်တဲ့မင်းသွေးဘောလုံးကန်နေနေပဲဘောလုံးကွင်းထဲမှာဆုံးသွားတယ်သူတို့ဒီကျမ်းမာရေးကိုယူဆိုင်ကြတယ်ဒါပေမဲ့အစားအသောက်ကိုသူတို့ယူမဆိုင်မိလို့အဲ့လိုဖြစ်သွားတာနောက်တစ်ခုကဘယ်လိုပြောရမလဲဆိုတော့အဲ့ဒီအစားအသောက်ရေးကြည့်တယ်ဆိုတော့ငငယ်ကလည်းတိတ်မသိခဲ့ဘူးအဲ့နှစ်ခုမျှပြီးတော့ view ဆိုင်နိုင်ပိုကောင်းတယ်ကျမ်းမာရေးကိုလည်းလိုက်စားမယ်အစားအသောက်ကိုလည်းဆင်ញင်တယ်အဲ့တော့အစားအသောက်ကိုဆင်ញင်ဖို့ကြောင့်မေ့နေကြတယ်ပို့ဆိုတာစားအသောက်ဆင်ញင်ပြီဆိုရင်ကိုယ့်အိမ်မိသားစုမှာကိုယ့်အတွက်တကူးတကလှုပ်ပေးနိုင်မယ်လူရှိမှ तू ကမှအချိုမုတ်ဆိုရှောင်းမှာအားလုံးစားနေတဲ့အတိုင်းပဲအဲ့လိုပဲထည့်လိုက်ပြီးစီရီအများကြီးနဲ့ချက်လိုက်မယ်ပြီးရင်အားလုံးစားနေတဲ့အတိုင်းအချိုမုတ်အများကြီးနဲ့ချက်လိုက်မယ်အားလုံးစားနေတဲ့အတိုင်းငံပြားတွေအများကြီးနဲ့ချက်လိုက်မယ်ချိုငပိတွေအများကြီးနဲ့ချက်လိုက်မယ်ကျမ်းမာရေးကဘယ်လိုမှaffect ဖြစ်လာမှာမဟုတ်ဆိုတော့အဲ့ဒီအတွက်တကူးတကလှုပ်ပေးနိုင်တဲ့လူရှိမှလေအဲ့ဒီအစာကိုအခုဒီမှာ nutritionist နဲ့တေချာတွက်ပြီးတော့လှုပ်ပေးထားတဲ့အတွက်ကျမ်းမာရေးအတွက်အစားတော့ကဆင်ញင်ပြီးသားဖြစ်သွားတယ်အဲ့တော့ကျန်တဲ့ကျမ်းမာရေးလိုက်စားခြင်းကကိုယ်တိုင်လုပ်မှရမှာအဲ့နှစ်ခုပေါင်းလိုက်လို့ရှိရင်တော့ဘာပဲပြောတော်ယုံတန်ယုံယောဂါကိုတော့ဖီဆန်နိုင်လိမ့်မယ်လို့ထင်တယ်အခါနိုင်လိမ့်မယ်လို့ထင်တာပဲအဲ့တော့ယောတောင်းတောင်းယောဂါလည်းဝင်လာမှာမဟုတ်ဆိုတော့အဲ့လိုတော့မြင်ပါတယ်ဟိုပါပေါ့နော်အခုကျမ်းမာရေးအတွက်ဘာညာအရန်ကောင်းနေပြီပြီးတော့နောက်တစ်ခုကအမျိုးအစားလေးတွေ
အဲ့လိုပေါ့အလိုက်ပေါ့နော်ခွဲပြီးတော့ဒါကတော့ plan A ဒါကတော့ plan B မရှိရဘူးနော် plan A နဲ့ plan B နဲ့တူမှာမဟုတ်ဥပမာဒီ plating ပုံစံအစကွဲနေလိမ့်မယ်ဒါတော့သုံးတဲ့ပစ္စည်းတွေအစခွဲနေလိမ့်မယ်ဒါပေမဲ့အဲ့လိုကျမ်းမာရေးလည်းညီညွတ်အောင်လေတချို့ဘာလို့လူရန်စားမေးပြီးစားစေခြင်းနဲ့လေစားနိုင်စေခြင်းနဲ့စားနိုင်စေခြင်းနဲ့ဆိုပို့ပြီးတော့လေဟိုတိတ်မတက်နိုင်တဲ့လူတွေအတွက်လည်းသူတို့ကျမ်းမာရေးစောက်ရှောက်ခွင့်ရမှာပေါ့နော်ဆိုတော့အဲ့လိုလေးလှုပ်လိုက်လို့ရှိရင်ပူကောင်းတယ်လို့အကြံပြုစေခြင်းနဲ့ပြီးရင်တော့ဒီထက်ပို့ပြီးတော့တွင်ကျဲတဲ့ဟာမျိုးအများကြီးလုပ်နိုင်တော့ပိုကောင်းတယ်။ဥပမာရန်ကုန်နေဟိုဟာလုပ်တယ်ပေါ့နော်။ဥပမာမန္တလေးမှာအခွဲလုပ်နိုင်တယ်ဆိုတာမျိုးပေါ့နော်။ဥပမာအေးပေါ့လေခွဲရီပေါ့။ဆိုတော့အဲ့လိုဟာမျိုးတွေဆိုရင်ပိုကောင်းမယ် ဒေါက်တာကိုဘာမှမသိသေးကြတဲ့လူတွေလည်းရှိမှာပဲလေနော်သူတို့တွေတော့ဆရာကလည်းပြောချင်တယ်ပေါ့ဘာကြောင့်စားအောင်မလဲဒါကဘာကြောင့်မလို့လဲငါကျမနေရပဲမလို့သေးဘူးဆိုတဲ့လူတွေလည်းရှိမှာပဲအဲ့လိုမဟုတ်ဘဲနဲ့ဆရာရှိမှလည်းပြောခဲ့တယ်လေနော်ငငယ်တွေကဒါဒီလိုမျိုးကြိုတင်ကကွယ်ခဲ့မယ်ကြိုတင်ပြီးတော့တီးခဲ့မယ်ဒီလိုမျိုးလေး view site ခဲ့မယ်ဆိုလို့ရှိရင် ဆရာဆိုကြောက်ကတောင်လဲစရာမလို ဟုတ်ကဲ့အဲ့တော့စားကျင်တဲ့လူတွေပေါ့နော်စားကျင်တဲ့လူတွေလည်းရှိမယ်ဘာမှမသိသေးတဲ့လူတွေလည်းရှိမယ်ဒေါက်တာဆိုတာဘာမှမသိသေးကြတဲ့လူတွေလည်းရှိမှာပဲဆရာအဲ့တော့ဘာမှပြောချင်ပါလဲ အဲ့ဒါတော့ခုနကဒေါက်ဆိုတာ तू ကတော့ဒီဒေါက်တာဆိုတာကိုကိုစားပြုပြီး DOC လို့ तू ဟိုလေးရေးထားတာပေါ့နော်အဲ့တကားနှစ်ချက်ကောင်လဲဒေါက်တာလို့မြည်တာပဲဆိုတော့ကိုယ်အိမ်ထဲရောက်လာဖို့မှာအဲ့တော့ကိုယ့်အတွက်အိမ်ရဲ့လူတွေတကူးတကလုပ်ပေးစရာမလိုတော့ဘူးနောက်တစ်ခုကဟိုတချို့တက်ကြီးရွယ်ဦးတွေဟိုဖြစ်တဲ့အခါမှာအိမ်ကလူတွေကျန်တဲ့လူတွေအလုပ်တွေသွားကြရုံးတွေသွားကြကုမ္ပဏီတွေလုပ်ကြပေါ့နော်နိုင်ငံသားတွေသွားကြအဲ့ဒါမျိုးကြီးလေးတဲ့တာဝန်တွေတန်းဆောင်နေရတဲ့အချိန်မျိုးတွေမှာရှိတယ်ဆိုလို့ရှိရင်သူတို့အတွက်ပူစရာမလိုတော့ဘူးရော့ဒေါက်တာကိုတလားဘလောက်သူ့အတူပေးထားလို့ရှိရင်သူအချိန်တိုင်းအချိန်မှန်မှန်ရောက်လာမယ်နောက်မတည့်တာခိုးစားမှာပဲရတော့မယ်ခိုးမစားရင်သူဘာမှမဖြစ်တော့ဘူးသိကြတာနောက်တစ်ခုကအဲ့လိုထပ်ပြီးတော့ယောဂရှိနေတယ်ဆိုရင်မတိုးတော့ဘူးကျန်တဲ့ဟိုကနှစ်မျိုးရှိတဲ့တွေကခုနကပေါ့စားတော့စင်ကျင်တဲ့ဟိုကလုံုံသွားပြီစိတ်ချသွားပြီခုနကကျမ်းမာရေး view site ဖို့ကသူ့တာဝန်ဖြစ်သွားပြီအဲ့နှစ်ခုပေါင်းလိုက်သူအသက်ရှင်နေရမယ်ပူပြီးကောင်းမယ်အဲ့တော့ဒီအချိန်မှာတော့လူတိုင်းကဟိုဘသူ့ကိုဘယ်လိုချစ်ပါတယ်ပြောမိမိကိုမိမိတော့အချစ်ဆုံးပဲနောက်ပို့ပြီးတော့လည်းချစ်တဲ့နယ်လို့ထင်တယ်အဲ့တော့ကိုကမှမချစ်လို့ရှိရင်ဆရာတို့ဆိုကိုမချစ်ခဲ့တာအရန်ကြွေးကြော်တာပဲဒီလားငါတို့ကအနုပညာကိုချစ်တယ်ပေါ့နော်အနုပညာကိုဘာချစ်တယ်ကိုလည်းပူချစ်တယ်ဆိုကြွေးကြော်ခဲ့တာတကယ်လဲကိုလည်းပူချစ်ခဲ့တာအဲ့တော့ဒန်နီအားလုံးကိုပဲခံရအဲ့တော့ဒုတိယအသက်မှာတော့ကိုကအနုပညာကိုလည်းချစ်တယ်ကိုလည်းချစ်မှရတော့မယ်အဲ့တော့ကိုချစ်မှကိုချစ်တဲ့အနုပညာကိုလည်းဆက်လုပ်လို့ရအသက်မရှိရင်ကိုချစ်တဲ့အနုပညာကိုဘာမှဆက်လုပ်လို့မရအဲ့တော့ကိုအရင်ချစ်ဖို့ကပထမဆိုတော့သဘောပေါက်သွားတယ်အဲ့တော့ကိုအရင်ချစ်ကြပါချစ်ပြီးမှကြံတဲ့ကိုချစ်တဲ့သူကိုချစ်တဲ့အနုပညာကိုချစ်တဲ့လုပ်ငန်းကိုဝါသနာပါရအားလုံးကိုဆက်လုပ်နိုင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်အသက်ရှင်ခြင်းကအဓိကကြသွားပြီအသက်ရှင်ဖို့အတွက်တောက်ကိုအိမ်တကားနှစ်ချက်လာကောက်ဖို့လိုတယ်လို့အကြံပေးချင်ပါတယ် ကျေးဇူးပါဆရာ